ဘာသူကဆိုခိုင်းလို့လားဆို ဘယ်သူမှမဆိုခိုင်းဘူး ဘာသူမှမဆိုခိုင်းမလို့နဲ့ ဆိုမှာပဲ ငါပြန်မပြောနဲ့ ပြောမှာပဲ ကြည့်ဟောက်ပြန်ပြောနေကြည့်ပိတ်ကန်ချိုင်လို့ဝေးတက်သွားမယ်ဘယ်လက်ကလေးမှဝေးတက်ဘုရားကောင်ချောကံမြတ် အောင်မလေးတော့ သုံးကောင်းလေးချောင်းကြီးတာတသိမ့်မအောင်တော့မချီပဲချီမတော့ဘူးမစိုးနဲ့ ဆိုမှာပဲ ဝေးကြီးပြဿနာတက်နေလို့မစိုးနဲ့ ဆိုမှာပဲ မစိုးရင်ငါညမဝကိုရဲ့9000ပေးမယ် မယူဘူး ကြီးကျယ်တာပါပြီးခဲ့တဲ့ပွဲတော့200တန်နေကျဲတော့ဒူးပြောင်းကောက်လာတာနော်2ယောက်တူကောက်လာ9000ပေးမယ် မယူဘူး 9သိန်း မယူဘူး ငါလည်း9သိန်းထတော့မတတ်နိုင်တော့ဒီလေမင်းကိစ္စမင်းရှင်းတော့ငါကိစ္စမင်းသိရင်တော့ငါမခံတာရှင်းအောင် ကမလေး ရှင်း ရှင် ကြီးတဲ့လူကပြောရင်နားထောင်ရတယ်ကလည်းကစားပြန်မပြောနဲ့ မင်းဆိုတော့မင်းပြောရရင်ပြော ဟုတ်ပြီတကယ်လို့ဟိုသူတို့ပြောတာနားမထောင်ကြတော့မှအကုတ်စကားတော့နားထောင်ပါဟုတ်ပြီလားတကယ်လို့အကုတ်စကားနားထောင်ရင်ငါညမောင်အကူကပြီးရမဟုတ်ဘူးတစ်ထောင်ပေးမယ် ဟုတ်ကဲ့ကို ဟုတ်ကဲ့ကူကူ အာရတိရာယောနေပြီလား တစ်ထောင်ဟုတ်ကဲ့ ဟာ